အားလုံးပဲမင်္ဂလာပါကျွန်တော်ကရှွန်းမကိုဝေရန်ဖြစ်ပါတယ်ဗျအခု customer တို့ကိုလုပ်ငန်းသုံးပိုင်ရှင်တွေကိုပြန်ရှာကျွေးမဲ့လုပ်ငန်းသုံးမင်္ဂလာကားလေးတစ်စီးကိုကျွန်တော်ရောင်းချပေးပြရစီနော်အဲ့ဒီကားလေးဟာလက်ထဲမှာ300ကျော်ဝန်းကျင်ရှိအောင်ဖြင့်ကျွန်တော်စီမှာအဲ့ဒီကားလေးကိုဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ဗျကားလေးကတော့ကျွန်တော်လောက်တော့မချောပါဘူးဗျအဲ့ဒီကားလေးကျွန်တော်လောက်မချောတဲ့ကားလေးကိုကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်နော်ကျွန်တော်ရဲ့အတူတူသွားရောက်ကြည့်ရှုကြပါစို့ကျွန်တော်ရောင်းချပြသပေးမှာကတော့ဒီ Toyota Fielder လေးပဲဖြစ်ပါတယ်ဗျဒီကောင်လေးကတော့2000 model ရန်ကုန် license FF.5 လေးပဲဖြစ်ပါတယ်เนาะကာလာလေးကတော့အနက်ရောင်လေးဖြစ်ပြီးတော့ကျွန်တော်တို့ဒီဘေးကစကတ်ပတ်လေလေးဖြစ်သွားမယ်အလွိုင်းဝေးပတ်လေလေးဖြစ်သွားမယ်ဗျ2000 model လေးဖြစ်သွားမယ်ရန်ကုန် license FF လေးဖြစ်သွားမယ်ဗျကာလာလေးကတော့အနက်ရောင်လေးဖြစ်မယ်ဂရိတ်လေးကတော့ဒီကောင်လေးကတော့ HG edition ဂရိတ်လေးပဲဖြစ်မယ်ဗျပါဝင်းဒိုး၄ပေါက်လေးဖြစ်သွားမယ်ပြီးွားရင်ဒီမှာမှန်ချိန်မီးချိန်တွေပါတယ်အကုန်ပါသွားမယ်ဗျAircon digital လေးဖြစ်သွားမယ်နော်အတွင်းကနဲ့ဆိုလဲကျွန်တော်တို့လေတာဖြစ်နိုင်ကုန်ဆိုလေးဆွတ်ထားပါတယ်တတ်တတ်ရှင်းရှင်းတက်တက်ရဲ့တက်တော့မြောင်မြောင်လေးဖြစ်နေမယ်နော် TV back camera တွေပါသွားမယ်ဗျဟုတ်ဒါဆိုရင်အနောက်ဖြစ်နိုင်ကုန်မှာဆိုရင်လည်းကျွန်တော်တို့လေတာဖြစ်နိုင်ကုန်စွတ်ကိုတစ်ခါလေးချုပ်ထားပြီးသားဖြစ်ပါတယ်ဗျအနောက်ခန်းထဲမှာဆိုရင်လည်းကျွန်တော်တို့ကြည်ဝန်းရောပစ္စည်းတင်လို့ရတယ်မိသားစုတွေထပ်ပြီးတော့လည်းဒီမှာဝင်ထိုင်လို့ရပါတယ်နော်ကျွန်တော်တို့ဒီ taxi group ထဲမှာဆိုရင်တော့ဒီ feeder လေးကတော့ကျွန်တော်တို့ဒီလူကြိုက်အများဆုံးကားလို့လည်းခေါ်ရမှာပေါ့ဘာလို့လဲဆိုတော့ဒီကောင်ကမောင်းရတဲ့လူလည်းကျဲတယ်ထိုင်ရတဲ့လူလည်းကျဲတယ်ဇိမ်ရှိတဲ့အပြင်နောက်ခါမှဆိုရင်လည်းဒီကောင်လေးကပစ္စည်းလည်းများများဆန်းဆန်းတင်လို့ရတာပေါ့နော်ထိုင်ရတာအဓိကကတော့ customer တွေလည်းထိုင်ရတာငြိမ်ချောင်းမှုရှိတာပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့2000 model လေးဖြစ်ပြီးတော့ရန်ကုန် license FF နံပါတ်တန်းလေးလည်းမြင်သွားမယ်နော်ပြီးသွားရင်အလွိုင်းဝေးဘေးလက်လေးလုံးဖြစ်သွားမယ်ဗျစကတ်ပတ်လေးဖြစ်မယ်နော်ဒီကောင်လေးကိုကျွန်တော်တို့300ကျော်ရှိရင်ဒီကောင်လေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဗျအခုပြသရောင်းချလိုက်တယ်ကျွန်တော်တော့မလားပါတဲ့ကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းတယ်ဆိုရင်ကျွန်တော်အမှတ်တောင်းမှုမြင်ဆောင်105မင်းရဲ့ကြော်စွာလမ်းမကြီးပေါ့38ရပ်ကွက်မှာလာရောက်ကြည့်ရှုလို့ရပါတယ်ဗျဒီကားလေးကိုကျွန်တော်တို့300ကျော်ဝန်းကျင်ပေးသွင်းပြီးတော့1နှစ်2နှစ်3နှစ်ထိကိုတက်တာတော့အတုံးလုံးဖြင့်အရေးကြဝယ်ယူရရှိနိုင်ပါတယ်ဗျနောက်ဗီဒီယိုမှာကျွန်တော်နဲ့ဘယ်ကားလေးတွေပြန်လဲစုံတွေ့မလဲဆိုရင်ကျွန်တော်နဲ့အတူတူနောက်ဗီဒီယိုမှာပြန်လဲစုံတွေ့ကြပါစို့